အချိန်မရှိဘူးလားအလုပ်တွေရှုံနေလို့အချိန်မပေးနိုင်လို့လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုရင်ဒါကတဲ့အတွက်ပါပဲစက်ပစ္စည်းမလို့ပဲအိမ်မှာပဲအပြင်းထန်လေ့ကျင့်ခန်းလုပ်နေကိုကြည်အောင်ပထမဆုံး Jumping Jacks 45စက္ကန့်ပါခန္ဓာကိုယ်နှွေးစေပြီးနှလုံးခုန်နှုန်းကိုမြန်စေဖို့အကောင်းဆုံးပါပဲဒုတိယအနေနဲ့ Squats ထိုင်ထ45စက္ကန့်ပါပုံစံမှန်ဖို့အတွက်ဒူးကခြေဖျားတယ်မကြော်ပါစေနဲ့တင်ပါကိုနောက်ပြန်ဆွဲချပါတတိယမှာတော့ push-ups 45စက္ကန့်ပါခက်တယ်ဆိုရင်ဒူးထောက်ပြီးလုပ်လို့ရပါလေရင်ဘတ်နဲ့လက်မောင်းကြွထားတွေအတွက်ပါစဒိုထ mountain climbers 45စက္ကန့်နဲ့ပင်စမ plank 45စက္ကန့်ကိုစက်တိုက်လုံးပါဗိုက်သားနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအားစိုက်ထင်းထားပါဒါဆိုရင်စုစုပေါင်း9မိနစ်ပြီးပါပြီနေ့တိုင်း9မိနစ်ပဲအချိန်ပေးလိုက်ပါတင့်ခန္ဓာကိုယ်အကလာတင်းပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်ပါ